မင်္ဂလာပါခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဧပြီလ25ရက်နေ့ညခင်းပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရုံပါဒီ channel လေးကမြေပြင်သတင်းတူးများကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘီလင်းလေးကီစကန်ကိုသိမ်းပိုက်ခဲ့ပြီးဝင်းတာပန်စစ်စကန်ကိုတော်လိုင်းပူပေါင်းတက်များဆက်လက်တိုက်ခိုက်နေကတိုက်ပွဲများပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်မော်ပြည်နယ်ဘီလင်းမြို့နယ်တဲကစစ်ကောင်စီတပ်စကန်တစ်ခုဖြစ်တဲ့ဝင်းတာပန်စကန်ကိုတော်လိုင်းပူပေါင်းတက်တွေကစကန်သိမ်းတိုက်ပွဲဖြစ်ပေါ်ဆောင်နေတာနှစ်ပတ်ခန့်နီးပါးကြာမြင့်လာပြီးဖြစ်ပြီးတိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေထံကနေသိရှိရပါတယ်ပြီးခဲ့တဲ့ဧပြီလ12ရက်နေ့မှာဘီလင်းမြို့နယ်တဲကစစ်ကောင်စီရဲ့၄ကီစစ်စကန်ကိုတော်လိုင်းတပ်တွေကသိမ်းပိုက်ပြီးနောက်ရပ်ပိုင်းအတွင်းမှာပဲဝင်းတာပန်စကန်ကိုဆက်လက်သိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်တယ်လို့သိရှိရပါတယ်၄ကီစကန်ကိုသိမ်းနိုင်ခဲ့ပြီးနေမီရှင်းလင်းရေးတွေလှုပ်ဆောင်တာဆက်ပြီးဒီရက်ပိုင်းထဲမှာပဲဝင်းတာပန်ကိုဆက်သိမ်းဖို့လုပ်တာပေါ့နော်အခုချိန်ထိကတော့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတော့ပဲဒါပေမဲ့စကန်ကိုတော်လိုင်းတပ်ပေါင်းစုရဲဘော်တွေကဝိုင်းထားတဲ့ချင်းနေပါလို့မြေပြင်စီးရေးသတင်းရင်းမြစ်ကပြောပြပါတယ်စစ်ကောင်စီတပ်ဟာ၄ကီစကန်မသိမ်းနိုင်ခင်ကတည်းကလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်လှုပ်ဆောင်နေတာဖြစ်ပြီးလက်ရှိထိလက်တရက်ကိုအနည်းဆုံးတစ်ကြိမ်လေကြောင်းကနေတိုက်ခိုက်နေတယ်လို့အဆိုပါစီးရေးသတင်းရင်းမြစ်ကဆိုပါတယ်ဒေသခံပြည်သူတွေကတော့၄ကီစကန်သိမ်းတိုက်ပွဲစားကတည်းကစစ်ရှောင်နေကြတာကြောင့်အဆောက်အုံနေအိမ်ထိခိုက်ပျက်စီးမှုတွေရှိနေပေမဲ့လူထိခိုက်သေးဆုံးမှုတွေကတော့လက်ရှိထိမရှိသေးဘူးလို့သိရှိရပါတယ်ဧပြီလ12ရက်နေ့ကတော်လိုင်းပူပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့၄ကီစကန်နဲ့လက်ရှိစကန်သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ဝင်းတာပန်စကန်ဟာ9မိုင်ခန့်သာကွာဝေးတယ်လို့သိရှိရပါတယ်အဆိုပါတိုက်ပွဲကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဗျူဟာ20ခုပူးပေါင်းစစ်ကြောင်းအဖွဲ့တွေအထူးတိုင်းစစ်တေသကတရင်တပ်ဖွဲ့တွေနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF တရင်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ကနဦးသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတာကတော့တရချောင်းနဲ့မြောင်မြို့နယ်တို့မှာစစ်တပ်စစ်ကြောင်းနဲ့ရဲစခန်းတို့ကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများရှိကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းတရချောင်းမြို့နယ်နဲ့စကိုင်းတိုင်းမြောင်မြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကဇက်တိုက်တိုက်ခိုက်လျက်ရှိရာမှာစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြားနေကြောင်းသက်ဆိုင်ရာတော်လိုင်းတပ်ဖွဲ့တွေကဆိုပါတယ်တနင်္သာရီတိုင်းတရချောင်းမြို့နယ်ဂုံညင်းစိတ်ကျေးရွာမှထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဒရုန်းများအသုံးပြုပြီးလိုက်လံတိုက်ခိုက်ရမှာစစ်သား10ဦးခန့်ထိခိုက်သေးဆုံးမှုရှိကြောင်းအဆိုပါစစ်စင်ရေးကိုမတ်လ29ရက်နေ့မှစတင်ကဧပြီလ19ရက်နေ့ထိ Multi-Rotor drone နဲ့ Face Wind drone များအသုံးပြုပြီးဇက်တိုက်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တဝက်ကန်အမတ်နဲ့တရင်မှတာဝန်ရှိသူတို့ကစစ်ခွေးထိခိုက်သေးဆုံးမှုစရင်ကတော့စေကနန်းလောက်တော့ရှိမယ်။ခံမှန်းစင်းလောက်ပဲသိရပါတယ်။ကျွန်တော်တို့အတိအကျပြောဖို့တော့ခက်တယ်။မြေပြင်ထိတွေ့တိုက်ပွဲတချို့လည်းရှိတာဆိုတော့အရေးအတွက်ကိုခံမှန်းလောက်ပဲသိရပါတယ်။ကျွန်တော်တို့ရဲဘော်တွေတော့အထိကိမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတဝက်ကန်အမတ်နဲ့တရင် T5 Wings drone တပ်ဖွဲ့Sword Dragon Drone Force SDDF အမှတ်1833အထူး drone တပ်ရင်ဒေါင်းညီနောင်စစ်ကြောင်း PPDF drone တပ်ဖွဲ့နဲ့ Dawit Defense Team DDT တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။အလားတူစကိုင်းတိုင်းမြောင်မြို့ပေါ်မှာရှိတဲ့ရဲစခန်းကိုလည်းဒီကနေ့ဧပြီလ25ရက်နေ့မနက်9:00နာရီခန့်မှာတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MOC မြောင်ဘလူးစစ်ကြောင်းမှရဲဘော်တွေကရဲစခန်းကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။မြောင်အော်ဂါကောလမ်စစ်ကြောင်းမှတာဝန်ရှိသူတို့ကဒီမနက်9:00နာရီလောက်မှာမြောင်မြို့ပေါ်မှာရှိတဲ့ရဲစခန်းကိုဝင်ပစ်တာပါ။စကားဆ2ယောက်အပြင်းထန်ဒဏ်ရာရပါတယ်လို့ဆိုပါတယ်။အဆိုပါ MOC ဘလူးစစ်ကြောင်းကိုမြောင်မြို့နယ်အတွင်းမှာရှိတဲ့ဒေသခံကာကွယ်ရေး LPDF အဖွဲ့များဖြစ်ကြတဲ့ MRF တပ်ဖွဲ့1 MRF တပ်ဖွဲ့နဲ့ Hero တပ်ဖွဲ့ Blood Brothers တပ်ဖွဲ့နဲ့မြောင် local တပ်ဖွဲ့တို့ကစုပေါင်းကပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကစနစ်တကျဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ MOC Blue စစ်ကြောင်းအနေနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဆောင်ရှောက်သွားမှာဖြစ်ပြီးစစ်အာဏာရှင်စနစ်အမြင့်ပြတ်ကြာရှုံးသည့်အထိလက်တွဲညီညီတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးခြင်းတာကတော့အသွင်ပြောင်းမြန်မာစစ်တပ်ရဲ့နိုင်ငံရေးပုံစံကိုအတိအမှတ်မပြုရန်မြန်မာစစ်တပ်ကိုတရားစွဲဆိုထားတဲ့နိုင်ငံတကာတရားစီရင်ရေးရန်ရာများကိုထောက်ခံရန်အာဆီယံခေါင်းဆောင်များထံကိုအရက်ဖက်အဖွဲ့200ကျော်ကအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အသွင်ပြောင်းမြန်မာစစ်တပ်ရဲ့နိုင်ငံရေးပုံစံကိုအတိအမှတ်မပြုရန်မြန်မာစစ်တပ်ကိုတရားစွဲထားတဲ့နိုင်ငံတကာတရားစီရင်ရေးရန်ရာများကိုထောက်ခံရန်အာဆီယံခေါင်းဆောင်များထံကိုအရက်ဖက်အဖွဲ့200ကျော်ကဧပြီလ24ရက်နေ့မှာအိတ်ဖွင့်ပေးစာတစ်စောင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အရက်ဖက်အဖွဲ့အစည်းများဒေသတွင်းနဲ့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းစုစုပေါင်း200တပ်ဖွဲ့ကအာဆီယံခေါင်းဆောင်များထံကိုအိတ်ဖွင့်ပေးစာတစ်စောင်ပေးဖို့က
မြန်မာအရေးနဲ့ပတ်သက်ပြီးပြတ်သားတဲ့လှုပ်ဆောင်ချက်များလှုပ်ဆောင်ရန်အရေးပေါ်တောင်းဆိုလိုက်ကြခြင်းဖြစ်ပါတယ်။အဆိုပါအဖွဲ့အစည်းတွေဟာဖိလစ်ပိုင်နိုင်ငံကအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့2026ခုနှစ်မှာမြန်မာအရေးနဲ့ပတ်သက်ပြီးအချက်5ချက်ကိုအတိအကတောင်းဆိုထားပါတယ်။ပထမဆုံးအနေနဲ့စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲများနဲ့၎င်းတို့တည်ဆောက်နေတဲ့တရားမဝင်လွှတ်တော်အစိုးရရန်ရာများကိုအာဆီယံအနေနဲ့အတိအမှန်မပြုဘဲပယ်ချရန်တောင်းဆိုထားပါတယ်။ဒါအပြင်အာဆီယံအစည်းအဝေးများကိုစစ်တပ်ကိုယ်စားလှယ်များကိုတက်ရောက်ခွင့်ပိတ်ပင်ဖို့လည်းပါဝင်ပါတယ်။ဒါအပြင်ပြည်သူ့အခြေပြုအဖွဲ့အစည်းများ CSO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ERO နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နဲ့တိုက်ရိုက်ပူးပေါင်းကနေဆက်ဖြတ်ချက်အကူအညီများပေးအပ်ရန်တောင်းဆိုထားပါတယ်။လက်ရှိမှာမြန်မာနိုင်ငံမှာနေရစွန့်ခွာရသူ3.8 တန်းကျော်ရှိနေပြီးစစ်တပ်ကအကူအညီပေးရေးလုပ်ငန်းတွေကိုတားဆီးနေကြောင်းသိရှိရပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အယက်သားသေဆုံးမှုမြင့်တက်နေတဲ့အတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနဲ့စစ်ကောင်စီတန်လက်နက်နဲ့လေယာဉ်စီးများမရောက်ရှိစေရန်ထိရောက်စွာတားဆီးပေးရန်နဲ့အာဆီယံနိုင်ငံများကလက်နက်စီးဆင်းရလမ်းကြောင်းမဖြစ်စေရန်လှုံ့ဆော်ပေးဖို့တောင်းဆိုထားပါတယ်။ဒါအပြင်အင်ဒိုနီးရှားနဲ့တီမော့လက်စတေနိုင်ငံတို့မှာမြန်မာစစ်ခေါင်းဆောင်တွေကိုတရားစွဲဆိုထားတဲ့ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့် Universal Jurisdiction မူဝါဒအရဆောင်ရွက်ချက်တွေကိုအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကဝိုင်းဝန်းကူညီကြရန်နဲ့စစ်တပ်ကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ခံမှုရှိစေဖို့ဆောင်ရွက်ပေးရန်လည်းတောင်းဆိုထားပါတယ်။အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့လူခွင့်ရေးနဲ့တရားမျှတမှုကိုအခြေခံပြီး NUG ERO နဲ့အရက်ဖက်အဖွဲ့အစည်းများကဲ့သို့သောဒီမိုကရေစီအင်အားစုတွေကိုဗဟိုပြုကာဆွေးနွေးမှုများလှုံ့ဆော်ရန်တောင်းဆိုထားပါတယ်။အခြားတစ်ဖက်မှာလည်းဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးကျင်းသားအလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရမှအခြေခံကျတဲ့လိုအပ်ချက်ဖြစ်တယ်လို့ရပ်ဖက်အဖွဲ့တွေကပြောဆိုပါတယ်။ရပ်ဖက်အဖွဲ့အစည်းတွေရဲ့အဆိုအရ2026ခုနှစ်မတ်လဟာမြန်မာနိုင်ငံမှာအရက်သားများအစုလိုက်အပြုံလိုက်အသက်ခံရမှုအများဆုံးလာဖြစ်ခဲ့ပြီးစစ်ကောင်စီကအာဆီယံရဲ့ပုံသဘောတူညီချက်9ရက်ကိုလုံးဝလေးစားလိုက်နာခြင်းမရှိဘဲအကြမ်းဖက်မှုတွေကိုသာတိုးမြင့်လှုံ့ဆော်နေတယ်လို့ဆိုပါတယ်။ထို့ကြောင့်2026ခုနှစ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံအနေနဲ့မြန်မာပြည်သူများဘက်မှခိုင်ခိုင်မာမာရပ်တည်ပေးရန်နဲ့စစ်ကောင်စီရဲ့အကြမ်းဖက်မှုများမှာကြံရပါမဖြစ်စေရန်ပြတ်သားတဲ့ခေါင်းဆောင်မှုနဲ့ရေးယူဆောင်ရွက်ပေးဖို့အိတ်ဖွင့်ပေးစာမှတစ်ဆင့်အလေးနက်တိုက်တွန်းထားပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လှိုင်နဲ့ဆိုစီယိုပတ်မင်းအောင်လှိုင်က၎င်းဖမ်းဆီးအကျဉ်းချထားတဲ့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်မှာကျမ်းမာရေးကောင်းမွန်ကြောင်းထိုင်းနိုင်ငံသားရဲ့ဝန်ကြီးစီယာဆက်ဖောင်းကေဖြိုးကိုပြောဆိုခဲ့ပါတယ်။သို့သောကန်နေဒီက၎င်းရဲ့အပြောကိုကြားရသူတော်တော်များများကယုံကြည်လက်ခံနိုင်မှုမရှိကြခြင်းပဲဖြစ်ပါတယ်။အဲဒီလိုဖြစ်နေခြင်းမှလည်းအစမ်းတကြေတော့မဟုတ်ပါဘူး။အားလုံးကခေါင်းစဉ်သားအတိအကျမပေးနိုင်ပေမဲ့လည်းသူဟာစိတ်ပိုင်းဆိုင်ရာတစ်ခုခုချွေရွေးနေသူဖြစ်လက်ခံထားကြတဲ့အတွက်ဖြစ်ပါတယ်။တကယ်တမ်းမှာမင်းအောင်လှိုင်ဟာရင်ရင်လေးနဲ့လူမှုရေးရစိတ်ဖောက်ပြန်မှုလို့အလွယ်ပြောလို့ရတဲ့ဆိုစီယိုပတ်ယောဂဝေဒနာဆွဲကပ်နေသူဖြစ်ပါတယ်။စိတ်ပညာရယင်းကို Antisocial Personality Disorder ASPD လို့ခေါ်ဆိုပြီးရေပူရအဖြစ်ထင်ရှားတဲ့လက္ခဏာ၄ရက်နဲ့တိုင်းတာလေးရှိပါတယ်။၁အမအမှန်ကိုခွဲခြားနိုင်စွမ်းရှိတော်လဲဂရုမစိုက်ခြင်း Disregard for rules safety Sociopath တယောက်ဟာဥပဒေနဲ့လူမှုကျင့်ဝတ်တွေကိုသိရှိပေမဲ့လည်းမိမိအကျိုးအတွက်ဆိုရင်အလွယ်တကူချိုးဖောက်တတ်ပါတယ်။စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ပြည်တွင်းစစ်လူခွင့်ရေးချိုးဖောက်မှုများနဲ့နိုင်ငံတကာမှဝိုင်းဝန်းရှုတ်ချမှုများကိုလေ့လာရှုပြီးမိမိအာဏာတည်မြဲရေးကိုသာရှေ့တန်းတင်နေခြင်းဟာဒီချက်နဲ့ဆက်ဆက်နေပါတယ်။နှစ်ကိုချင်းစာတရားကင်းမဲ့ခြင်း lack of empathy မိမိတို့ရဲ့လုပ်ရကြောင့်သူတစ်ပါးခံစားရတဲ့ဒုက္ခနာကျင်မှုတွေကိုစာနာနိုင်စွမ်းမရှိခြင်းမျိုးဖြစ်ပါတယ်။လေကြောင်းကနေအရက်သားတွေကိုပုံကျဲခြင်းရွာလုံးကျွတ်မိရှို့ခြင်းအစရှိတဲ့လုပ်ရက်တွေဟာအပြစ်မဲ့သူများတေးချပျက်စီးနေရခြင်းကိုတွေ့မြင်ကြားသိနေရပါလျက်နောက်တော့ရတဲ့လက္ခဏာတစုံတရာမတွေ့ရဘဲအကြမ်းဖက်မှုများနှိမ်နင်းခြင်းလို့သာခေါင်းစဉ်တက်လေရှိခြင်းဟာကိုချင်းစာတရားကင်းမဲ့မှုကိုဖော်ပြနေခြင်းပဲဖြစ်ပါတယ်။၃လေပြားခြင်းနဲ့လိမ်လည်ခြင်း manipulation and deceit မိမိရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်အလိမ်အညာကိုလက်နက်တစ်ဖွဲ့သုံးစွဲခြင်းဖြစ်ပါတယ်။ဥပမာအားဖြင့်ဒီမိုကရေစီကိုပြန်သွားပါမယ်လို့ကတိပေးခြင်းရွေးကောက်ပွဲလုပ်ပေးမယ်လို့အကြိမ်ကြိမ်ပြောဆိုခြင်းနဲ့အာဏာသိမ်းရခြင်းအကြောင်းရင်းကိုမဲလိမ်မှုလို့ခိုင်လုံတဲ့အထောက်အထားမပါဘဲစွဲကင်ထားခြင်းတို့ဖြစ်ပါတယ်။၄မာနကြီးခြင်းနဲ့မိမိကိုယ်ကိုအမွန့်တင်ခြင်း grandiosity မိမိကိုမိမိနိုင်ငံကိုကယ်တင်မဲ့သူတမိုင်းဝင်ပုဂ္ဂိုလ်ကြီးတဝက်ဖြစ်ရှုမြင်နေသူဖြစ်ပါတယ်။ဘုရားကျောင်းကန်တည်ထားခြင်းဘွဲတစိမ့်များစွာယူခြင်းနဲ့တိုင်းပြည်ရဲ့ပြဿနာအလုံးဟာအခြားသူများကြောင့်ဖြစ်ပြီးမိမိကသာအမှန်ကန်ဆုံးဖြစ်တယ်လို့ယုံကြည်နေတတ်သူဖြစ်နေခြင်းဖြစ်ပါတယ်။စိတ်ကူပညာရှင်များကလူနာကိုကိုယ်တိုင်မျက်မြင်စစ်ဆေးခြင်းမပြုဘဲဆိုစီယိုပတ်လို့တရားဝင်ယောဂအမည်တက်ဖို့ခက်ခဲနေမှသာဖြစ်ပါတယ်။နိုင်ငံရေးသိပ္ပံပညာရှင်တချို့ကတော့မင်းအွန်လိုင်းကိုဆိုစီယိုပတ်အဖြစ်ထက်အာနာရှင်တယောက်ရဲ့
survival mode အသက်ရှင်ကြံရည်ရေးနီးပြူအားကိုကျင့်သုံးနေခြင်းသာဖြစ်တယ်လို့ရှုမြင်ထားကြပါတယ်အာဏာလက်လွတ်လိုက်ရင်ဖြစ်လာမယ့်အကျိုးဆက်တွေကိုကြောက်ရွံ့တဲ့အတွက်အစွမ်းကုန်ရက်ဆက်နေခြင်းမျိုးလည်းဖြစ်နိုင်ပါတယ်ခြုံငုံသုံးသက်ရရင်တော့လူမှုပေဒနဲ့နိုင်ငံရေးလေးလံစောင့်ကြည့်သူအများစုကမင်းအောင်လှိုင်ရဲ့လောက်ရက်တွေဟာဆိုစီယိုပတ်တယောက်မှရှိတတ်တဲ့ကိုချင်းစာတရားဂိမ်းမဲ့မှုကိုကျိုးစည်းဝါးအတွက်ရက်ဆက်ရန်ဝင်မလေးမှုနဲ့လေပြားတက်မှုဆိုတဲ့အချက်များနဲ့အတော်လေးတူညီနေတယ်လို့သတ်မှတ်ကြပါတယ်အဲ့ဒီလိုလူမျိုးလက်ဝဲမှာအသက်အရွယ်ရလာနေပြီဖြစ်တဲ့နိုင်ငံကောင်းဆောင်ကြီးကြောက်ရောက်နေခြင်းအတွက်လူတို့ကြီးတရက်လုံးကစိုးရိမ်မကင်ဖြစ်နေပြီးအသက်ရှိသေးကြောင်းတက်သေးထုတ်ပြဖို့တောင်းဆိုနေကြဒီမှာလဲလွန်စွာမှတဘာဝကျလာပါတယ်။အေယာဝတီစောင်းပတ်တပုတ်မှာယခုလိုရေးသားလာခဲ့ပါတယ်။တရားဝင်မှုဆိုဒီမှာနိုင်ငံကိုထိန်းချုပ်နိုင်မှုသို့မဟုတ်အတ္တမစေခိုင်းမှုတို့ဖြင့်ရရှိနိုင်သောအရာမဟုတ်ဘဲအုပ်ချုပ်ကံပြည်သူတို့၏သဘောတူညီချက်ဖြင့်သာရရှိနိုင်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူအများစုကမင်းအောင်လှိုင်ကိုတရားဝင်နိုင်ငံခေါင်းဆောင်ဖြစ်လက်မခံကြသည်မှာရှင်းလင်းနေပါတယ်။ဒီအတွက်စစ်အုပ်စုနဲ့ပြည်သူများကြားနှက်ဆိုင်ပြီးကျေပြတ်တဲ့အဟံတာတစ်ခုကဆက်လက်တည်ရှိနေပါတယ်။မြည်သည့်အပေါ်ယံလုံရများသို့မဟုတ်အမှန်တရားအတုရောင်များကမှအဲ့ဒီအဟံတာကိုဖုံးကွယ်နိုင်မှာမဟုတ်ပါဘူး။ယခုကဲ့သို့ဟန်ပြလူငိမ့်ချမ်းသာခွင့်ပေးခြင်းမျိုးကစေတနာအမှန်နဲ့လှုပ်ဆောင်ခြင်းမဟုတ်ဘဲနိုင်ငံတကာနဲ့ပြည်တွင်ဖိအားများကြောင့်သာလှုပ်ဆောင်နေခြင်းဖြစ်တဲ့အတွက်အဲ့ဒီလိုလှုပ်ဆောင်နေခြင်းဒီပင်လျင်မိမိတို့မှအုပ်ချုပ်ရေးဆိုင်ရာတရားဝင်မှုမရှိကြောင်းကိုကဘာသိအောင်ကြီးညာနေတဲ့ကဲ့သို့ဖြစ်နေတယ်လို့ထောက်ပြထားပါတယ်။ထို့ကြောင့်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ရဲ့ကံကြမ္မာမြန်မာအနာဂတ်အတွက်အဓိကတော့ချက်ဖြစ်ရှိနေစေပင်ဖြစ်ပါတယ်။၎င်းတို့ဟာသမ္မတဟောင်းနိုင်ငံတော်တိုင်ပင်ခံဟောင်းများမဟုတ်ဘဲလူတူရဲ့ထောက်ခံယုံကြည်မှုကိုရရှိထားစေဖြစ်တဲ့လက်ရှိအယက်သားကောင်းဆောင်မှုကိုကိုစားပြုသူများသာဖြစ်တာကိုနိုင်ငံတကာကသိရှိနားလည်ထားရန်လိုအပ်တယ်လို့လည်းရေးသားထားပါတယ်။နိုင်ငံရေးသိပ္ပံသဘောတရားအရအာဏာရှိုံနဲ့လုတ်ပိုင်ခွင့် authority မရရှိနိုင်ပါဘူးလက်နက်ကင်ပြီးအင်အားသုံးကအာဏာရနိုင်စတန်ဆိုကဘုံနဂါလိုပုဂ္ဂိုလ်မျိုးဒီလဲ၎င်းကဲ့သို့စင်အားမျိုးပိုင်ဆိုင်ထားပါကရွေးကောက်ပွဲအတူရောင်လုပ်ပြီးသမရဖြစ်ကိုဘာသာတင်မြောက်နိုင်သည်မဟုတ်ပါလားပြည်သူကကြည်ပြူစွာအတိမတ်ပြုခြင်းမရှိပါကမြည်သည့်နိုင်ငံရေးကစားကွက်မစိုးမြည်သူသောသမရယာတုမျိုးကိုမစိုးအနှစ်သာရမရှိအတိမတ်ပြုခံရခြင်းမျိုးလဲရှိမှာမဟုတ်ပါဘူးပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့ရေးသားထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်လည်းနောက်ဆုံးရသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းဘေးရန်ကင်းကွာပြီးဒေါ်လာနေ့တစ်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ပြည်သူသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ